လူတိုင်းမှာနှလုံးသားနဲ့တိမ်ထားတဲ့လူတစ်ယောက်တော့ရှိကြမှာပါသူ့အကြောင်းကိုစဉ်းစားလိုက်တိုင်းနာကျင်တယ်လို့ခံစားရတယ်ဒါပေမဲ့လည်းတိမ်ထားခြင်းနေတော့မယ်အခုဆိုသူဘာမှရှိနေမလဲဘာတွေလုံးနေလဲမသိဘူးသူကြောင့်တည်ခွင့်ရတဲ့အရာတော့ပထမဆုံးအချဲဆိုတာအချဲဆိုတာသူနဲ့မစတင်ပြီးတည်ခဲ့ရတယ်